Hello ဒီနေ့မှာတော့နနီကဝင်းရဲ့လောဘမကြည့်တော့ပါဆိုတဲ့ပညာပေးအကြောင်းအရာလေးကိုပြောပြရမှာပဲဖြစ်ပါတယ်။ပုံမြင်လေးကိုဆက်လိုက်ရအောင်။ရာရာကဘာမဆိုအများကြီးလိုချင်တဲ့ကလေးလေးပေါ်ဖေဖေကသူတို့မောင်နှမအတွက်မုတ်တွေဝယ်လာရင်ရာရာကအများကြီးယူပြီးဇွဲကိုနည်းနည်းပဲပေးတတ်တယ်။ရာရာကဘာမဆိုသူပဲလိုချင်တယ်။အတူတူကစားကြရင်လေသူလိုချင်တဲ့အယုတ်တွေကိုဇွဲစီကနေအတင်းလူယူတတ်တယ်။ထမင်းစားတဲ့အခါကုန်နိုင်တလောက်ပဲထိတ်စားဖို့မိမိကပြောပေမဲ့ရာရာကနားမထောင်ဘူး။သူစားရင်မကုန်နိုင်တော့ရင်ထမင်းတွေကိုမိမိမသိအောင်အမိုက်ပုံနဲ့တုံပြစ်တတ်တယ်။ရာရာကိုလောဘမကြည့်ဘူးဖေဖေနဲ့မိမိကအမြဲပြောပေမဲ့ရာရာကတော့အရာရာကိုသူပဲလိုချင်တော့မဲ့ပေါ့ကွယ်။တနေ့ရာရာတို့မိသားစုဖွားဖွားစီသွားလေကြတယ်ဖွားဖွားကရာရာတို့စားဖို့ကောင်းချင်းတုတ်လုပ်ကြည့်တယ်လေမိမိကကောင်းချင်းတွေအများကြီးစားရင်အဆင်မပြေဖြစ်လိမ့်မယ်နည်းနည်းပဲစားလို့ပြောပေမဲ့ရာရာကတော့စားကောင်းကောင်းနဲ့တစ်ခုပြီးတစ်ခုလူစားနေတော့တာပေါ့ဖွားဖွားကရာရာကတော့ကြွပိုက်ဘူးလေဖြစ်တော့မယ်လို့ပြောပြီးကြက်ကလေးပိုက်ပူပုံမြင်လေးကိုရာရာကိုပြောပြတယ်တခါတော့ကကြက်ကလေးတကောင်ဟာအစာရှာရင်ပြောင်းမှုတောင်းတစ်ခုကိုတွေ့သွားတဲ့ကြက်ကလေးဟာပြောင်းမှုတွေကိုစားကျင်တော့တောင်းထဲကိုဝင်ဖို့လိုက်ပတ်ကြည့်ရင်အပေါက်တစ်ခုကိုတွေ့သွားတယ်ဒီတော့သူကအဲ့ဒီအပေါက်ကနေပြောင်းမှုတောင်းထဲကိုဝင်သွားတာပေါ့ပြောင်းမှုတောင်းထဲရောက်တော့ကြက်ကလေးလည်းပြောင်းမှုတွေကိုလောဘတကြီးစားလိုက်တာတဖြည်းဖြည်းနဲ့သူ့ဘိုက်ကပြေးပြီးဖောင်းလာတယ်လေဘိုက်ဝသွားတော့ကြက်ကလေးကသူဝင်လာတဲ့အပေါက်ကနေအပြင်ကိုထွက်တော့မယ်သူ့ဘိုက်နဲ့တင်းနေလို့ထွက်မရဘူးလေဒါကိုတွေ့သွားတဲ့ရုံကလေးကသူ့ကိုဘိုက်ပြန်ချအောင်ခဏဆောင်ပြီးပြန်ထွက်ကြည့်ပါဒီပြောင်းမှုတောင်းပိုင်ရှင်မလာခင်အပြင်ရောက်အောင်ထွက်နော်လို့သတိပေးလိုက်တဲ့ကြက်ကလေးကအဲ့ဒီညပြောင်းမှုတောင်းထဲမှာပဲအိတ်လိုက်တော့တဲ့မနဲ့မိုးလေးနဲ့အခါသူ့ဘိုက်ပြန်ချောင်သွားတာကိုသတိထားမိသွားတယ်ဘိုက်ချောင်သွားတော့ကြက်ကလေးလည်းအပြင်ကိုချက်ချင်းမထွက်နိုင်သေးပဲပြောင်းမှုနဲ့လောက်ထပ်ဆောက်သွားအောင်မယ်ကွာလို့တွေးပြီးစားရင်နဲ့လောဘကြီးပြီးအများကြီးထပ်စားလိုက်မိပြန်တာပေါ့ဒီတော့ဘိုက်ပြန်ပူလာပြီးအပေါက်ကနေထွက်မရပြန်ဖြစ်နေပေါ့ရောကွယ်ဒီအချိန်မှာပြောင်းမှုတောင်းပိုင်ရှင်ရောက်လာပြီးပြောင်းမှုတောင်းကြီးကိုအိမ်ကိုတည်သွားတဲ့ကွယ်အိမ်ကိုရောက်လို့ပြောင်းမှုတောင်းဖွင့်လိုက်တဲ့အခါအထဲကကြက်ကလေးပါလာတာကိုပိုင်ရှင်တွေ့သွားတော့ကြက်ကလေးကိုဖမ်းလိုက်တဲ့ကွယ်ဖွားဖွားပုံမြင်ပြောပြီးမကြခင်မှာကောင်းချင်းထုတ်တွေအများကြီးစားမိတဲ့ရာရာတယောက်အစာမကြေလို့ဘိုင်းအောင်လာတဲ့ဒီတော့ဖေဖေကရာရာကိုစီးကန်းကိုအမြန်ခေါ်သွားရတာပေါ့ဆရာဝန်ကရာရာတက်တာလာဖို့စီးတိုက်တယ်လေအစာတွေအများကြီးလောဘတကြီးစားလိုက်ပြီလို့ဆေးတွေအများကြီးတောက်ရတဲ့ရာရာလဲနောင်ကိုဒီလိုလောဘမကြီးဘူးလို့ဆုံးပြလိုက်တဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်